လေးတွေဖျားပြီးတက်တာကအန္တရာယ်ရှိလားစိုးရိမ်ရလားဆိုပြီးတော့မကြာခဏမေးတတ်ကြပါတယ်ဒါကြောင့်မို့ဒီနေ့မှာတော့ကလေးဆရာဝန်တယောက်အနေနဲ့အဲ့ဒီကလေးတွေဖျားကြီးပြီးတော့တက်လို့ရှိရင်ဘယ်လိုမျိုးပြုစုကုသပေးရမလဲဒီကလေးတက်တာနဲ့ပတ်သက်ပြီးတော့တည်တင်သမျှအကြောင်းအရာလေးကိုရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်မတော့ကလေးတစ်ခုဆရာဝန်ဒေါက်တာလင်းဖြစ်ပါတယ်ကလေးကျမကြီးဘူးဒရာတွေကိုဒီ Happy Kids Page ကနေပြီးတော့မှမျှဝေပေးလျက်ရှိပါတယ်ခုနကပြောတဲ့ကလေးတွေတက်လို့ရှိရင်ဘယ်လိုမျိုးလက္ခဏာမျိုးပြလဲဘယ်လိုပုံစံမျိုးပြတက်လဲဆိုတာကိုသိထားသင့်ပါတယ်ကလေးတွေကတက်တဲ့ပုံစံတွေကတော့အမျိုးမျိုးရှိတယ်အဲ့ဒါကြောင့်မို့ဥပမာအားဖြင့်ကလေးတွေကတက်မယ်ဆိုလို့ရှိရင်ပေါ့နော်တချို့တွေကြတော့အနည်းလောက်ပဲနည်းနည်းလောက်ပဲတက်တယ်နည်းနည်းလောက်ပဲတက်တော့မသိတာဘူးအဲ့ခါကြလို့ရှိရင်တက်လို့တက်မှန်းမသိကြဘူးပေါ့နော်တချို့မိဘတွေကဆိုလို့ရှိရင်ဥပမာအားဖြင့်ကလေးကအဲ့ဒီမျက်လုံးအပေါ်လေးပဲလန်တာမျိုးပြီးလို့ရှိရင်ဘေးတစ်စောင်းလေးပဲတစ်ချက်ဆွေပြီးတော့ကြည်သွားတာမျိုးပြီးတော့ပါတွန့်တာသွားကြိတ်တာဒါလေးတွေပဲဖြစ်မယ်ဆိုလို့ရှိရင်ကြတော့တက်လို့တက်မှန်းမသိဘူးမသိတာပေါ့နော်အဲ့ခါကြလို့ရှိရင်တော့ကိုကမသိင်္ဂါဘူးဆိုလို့ရှိရင်တော့ဗီဒီယိုသေချာရိုက်တာရိုက်ပြီးလို့ရှိရင်တော့ဆရာဝန်နဲ့သွားပြသင့်ပါတယ်ဒါပေမဲ့တချို့ကလေးကြတော့တက်လို့တက်မှန်းတော့သိတာတယ်တကူလုံးတက်တယ်တကူလုံးစက်ငင်နဲ့တောက်တင်ပြီးတော့တက်တယ်ဒီလိုပုံစံမျိုးလည်းရှိရယ်နောက်တစ်မျိုးကကြတော့မတောက်တင်းတာတစ်ခုပဲအဲ့ဒီစက်ငင်မဖြစ်ဘူးပေါ့နော်တကူလုံးတော့ပါတယ်နောက်တစ်မျိုးကကြတော့ကလေးကတစ်ချမ်းလုံးတက်တယ်နောက်တစ်ချမ်းတစ်ဖက်ကမပါဘူးပေါ့နော်နောက်ပြီးတော့ကလေးကလက်တစ်ဖက်တယ်ခြေတစ်ဖက်တယ်တက်တဲ့ပုံစံမျိုးတွေလည်းရှိရယ်ပေါ့နော်ဒါကတော့ပုံစံအမျိုးမျိုးကိုအနည်းချင်းပြပေးရဖြစ်ပါတယ်တကယ်လို့မှကိုကမသိင်္ဂါဘူးတန်တရားရှိတယ်တက်နေတာလားမတက်နေတာလားသေချာမသိဘူးဆိုလို့ရှိရင်တော့ဗီဒီယိုသေချာရိုက်ထားပြီးတော့ဆရာဝန်နဲ့သွားပြသင့်တယ်ဒါဆိုရင်ကလေးတစ်ယောက်တက်ပြီးကိုမျက်စိရှိမှတက်ပြီးဆိုလို့ရှိရင်အိမ်မှာအရင်ဦးဆုံးဘာတွေလုပ်ရမလဲဆိုတော့ကလေးကတက်တဲ့အချိန်ကိုသေချာဘယ်ချိန်ကစတက်လဲပေါ့နော်သေချာတိတိကျကျအချိန်လေးမှတ်ထားမယ်ပြီးလို့ရှိရင်ဗီဒီယိုရိုက်မယ်ပြီးရဒီဟာတွေဗီဒီယိုရိုက်တာတွေဘာတွေမလုပ်ခင်အရင်ဦးဆုံးကလေးကိုအဲ့ဒီဘေးတစ်စောင်းအရင်ထားမယ်ပြီးလို့ရှိရင်ဒီကောင်းလေတန့်ရတဲ့နေရာကိုအမြန်ဆုံးရွှေ့မယ်ပေါ့နော်အချိန်မှတ်လိုက်မယ်ပေါ့နော်ပြီးရခါကျတော့ခုနပြောတဲ့ဗီဒီယိုရိုက်မယ်ပြီးရခါကျတော့ကလေးဘေးနားမှာဆိုလို့ရှိရင်ချွန်ထက်တဲ့အရာဝတ္ထုပစ္စည်းတွေကိုအကုန်လုံးဖယ်ထားလိုက်မယ်ပြီးတော့ကလေးရဲ့အင်ကြီးတွေဘာတွေဆိုလို့ရှိရင်လည်းနည်းနည်းချောင်းကြည့်လေးဝတ်ထားပေးမယ်ပေါ့နော်ပြီးတော့ခါကျတော့ကလေးကပူကြီးနေတယ်ဆိုရင်ရေဘက်တိုက်ချတာလုပ်ပေးမယ်နောက်ပြီးတော့ခါကျတော့ကလေးကိုအဲ့ဒီတက်နေတဲ့အချိန်မှာတခြားအရာဝတ္ထုပစ္စည်းတွေဥပမာအားဖြင့်ဇွန်းတို့ဆေးတို့ဒီလိုဟာမျိုးတွေကိုလုံးဝမထည့်ရဘူးဘာမှမထည့်ရဘူးပေါ့နော်ပြီးတော့ကလေးတက်နေတဲ့အချိန်မှာလည်းအဲ့ဒီငယ်ဒိတ်တို့ဥကောင်းကိုမှုတ်တာတို့ဒါမျိုးတွေမလုပ်သင့်ပါဘူးပြီးတော့သူတို့တက်နေတဲ့အချိန်မှာအားကြီးနဲ့အရန်ကြီးထိန်းတာမျိုးမလုပ်သင့်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကလေးတက်ပြီဆိုလို့ရှိရင်ဘယ်အခါမျိုးမှာဆရာဝန်နဲ့ပြသင့်တယ်လဲနီးစပ်ရာဆေးရုံဆေးခန်းကိုပြသင့်တယ်လဲဆိုတော့ကလေးတက်တာ9မိနစ်ကျော်သွားပြီလို့မှမသက်သာဘူးဆိုရင်ပြီးတော့ကလေးကတက်တော့ကြတယ်ဒါပေမဲ့ပြန်တက်တယ်ဆိုလို့ရှိရင်ပေါ့နော်ပြီးတော့ကလေးကတက်လာတော့ကြပေမဲ့သတိလစ်တယ်သတိပြန်မရလာဘူးဆိုရင်ပြီးတော့ကလေးကအရန်ငယ်လွန်းရင်ပေါ့နော်အသက်6လအောက်ကလေးတွေဒီလိုမျိုးကလေးတွေတက်ခဲ့လို့ရှိရင်ပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင်တော့နီးစပ်ရာဆေးရုံဆေးခန်းသွားပြီးတော့ဆရာဝန်နဲ့သွားပြသင့်ပါတယ်ဒီလိုမျိုးကလေးတွေကတက်ပြီးဆိုလို့ရှိရင်အိမ်မှာအတက်ကျသွားပြီးပေါ့နော်ဘယ်လိုမျိုးပြုစုကုသပေးရမလဲဆိုတော့ကလေးတက်ပြီးလို့ရှိရင်ကလေးကိုအဲ့ဒီဘေးတစ်စောင်းလေးပဲညီလေးပဲဆက်ပြီးတော့နေခိုင်းထားမယ်ပြီးရင်သူတို့ကအိမ်ငိုက်တက်တယ်အနားယူခွင့်နေပေးမယ်ပြီးတော့ရေငတ်လို့ရှိရင်လည်းရေတိုက်တာမျိုးလုပ်ပေးလို့ရတယ်ဒီလိုမျိုးကလေးကအဖျားကြီးပြီးတော့နောက်တစ်ခေါက်ပြန်တက်ခဲ့မယ်ဆိုလို့ရှိရင်လည်းမိမနှစ်ပါးလုံးကဒီတက်လို့ရှိရင်ဘာလုပ်ရမလဲဆိုတာကိုသေချာသိထားသင့်ပါတယ်ဒါကြောင့်မို့ကလေးတွေတက်လို့ရှိရင်တော့အရန်ကြီးရောမစိုးရိမ်ပါနဲ့ကိုယ်မှာလုပ်စရာရှိတာလေးတွေကိုအရင်ဦးဆုံးလုပ်ထားပေးအိမ်မှာလုပ်ထားပေးတကယ်လို့ကလေးအတက်ကျသွားပြီမစိုးရိမ်ရအောင်ဆိုလို့ရှိရင်တော့အိမ်မှာဆက်ပြီးတော့ခုနကပြောသွားတဲ့အဆင့်တွေကိုဆက်ပြီးတော့လုပ်သွားပေးခုနကပြောတဲ့စိုးရိမ်ရတဲ့လက္ခဏာတွေရှိခဲ့လို့ရှိရင်တော့ဆေးရုံဆေးခန်းအမြန်ဆုံးသွားပြီးတော့ဆရာဝန်နဲ့ပြသသင့်ပါတယ်ဒီဗီဒီယိုလေးကိုပြန်ပြီးတော့ကြည့်ရှုနိုင်မှုအတွက်ဆိုလို့ရှိရင် save လုပ်ထားလို့လည်းရပါတယ်တခြားကလေးမိဘတွေအတွက်လည်းshare လုပ်ပေးလို့ရပါတယ်ကလေးကျမကြီးဘူးဒရာတွေကိုဆက်ပြီးတော့ကြည့်ရှုနိုင်မှုအတွက်ဒီ Happy Kids Page ကိုလည်း follow လုပ်ထားပေးကြပါကလေးများအားလုံးကျမပြောရှင်သောအနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။